ဦးလေးသာနေတော့ကျွန်တော်တို့ကချစ်ချစ်ခင်တဲ့နေပါခင်ဗျာမှာအင်ကြီးတော့ကပယ်ဝတ်ထားတာဗလာဒီအင်ကြီးနဲ့ကပယ်လေးဝတ်ထားပါခင်ဗျာဘာလို့ပြန်ဟုတ်ပါတယ်ရှင်အခုဒီနေ့စားနေတဲ့ဟင်းလေးကတော့ချမောင်ရဲ့ချင်ဟင်းလေးရဲ့အပိစက်ကလေးရဲ့ပါရှင်အားလုံးမစားကြပါအောင်နော်ကျွန်တော်ကဒီညာဖြစ်ပါဦးရှင်ဟင်းမလို့ဒီကကျွန်တော်တို့ရောက်ဖြစ်နေရပြီဟင်းမလို့ဒါဟင်းမလို့ပါလေတတ်ထားဝင်နေရလဲစကားမမြောက်မလုပ်ဘူးအဲဒီဟင်းမလို့ဒါဟင်းနေမှာမဟုတ်လားငါဒီနေ့စက်သားဝတ်သားငါဟင်းအဲ့လိုပြောတာဒါဟင်းပဲလေဘာဟင်းလို့နှစ်ခုကဒီနေ့မှာဟင်းမလို့ပါလေညစကားမြောက်လိုက်တော့ကောင်းအောင်ပြောပါတော့ငါပြောနေဟာတတ်ထားပါလေသားဘူးသားဘူးညစကားပြရုပ်တိမရှိလို့လေသူများကညို့ထင်သိမ်းမှာပေါ့နေပါလေပြောနေမှမသိဘူးလည်းဟင်းမလို့အဖားလေးလေအဲ့ငါသိသွားမေးဘူးကောင်းတာကိုပြောတာကျွန်တော်နားလေနော်ကြည့်တယ်ပြည့်တဲ့နားလေဟဲ့ဟင်းမလို့ဘူးဆိုတာငပိရီတို့ဘာတို့ပြောတာဒါဟင်းလေဒါငပိချက်ကငပိချက်ငပိမှာငါးတွေပါလေညီကလည်းဘာလို့ပြောမှမတန်းထောင်ပါလဲပြောနေနေနေဘာတက်ကမရှိတော့မင်္ဂလာဘာလို့မပြည့်တယ်ညီကတော့ကြက်သိရှိနေတယ်ဆိုတော့သွားတော့ဟဲ့ဒီမနေ့ကတော့စားတော့အမေဒီမှာစားတော့ဟာဘယ်ရောက်ဘယ်ရောက်မှန်းမသိဘူးလူပေါ်တော့အဲ့လိုပေါ်ဆန်နေမျိုးဘယ်မှထင်ပြီးမှမဟုတ်ငါပြည့်စားနေတယ်မဲဆန်ဟာတထားမှာဘာလဲပြင်မသိဘူးဟဲ့ရှင်းတော့မစော်ခိုင်းရနော်ရှင်းတော့မစော်ခိုင်းရလားဘာထင်လက်ကြည့်လိုက်မစော်ခိုင်းရနော်ဟာလည်းထုတ်လိုက်မယ်နော်ငါလာပြီးတော့ရှင်းတော့မစော်ခိုင်းရနော်တထားဝန်တိအမေလေးလက်ကိုလိမ့်ဆိုတော့နေရာမှန်တော့တိကျနေရာမှန်တော့တိကျနေတယ်လောလောလိမ့်ဆိုလိုက်ပါတော့ခေါ်လာကျွန်တော်ရဲ့ဂျင်းနေတဲ့တွေကသူချစ်သူကကျွန်တော်ဘယ်တည်းကချစ်လေတော့မသိဆက်တာအဲ့လိုပဲသူစိတ်ဆိုးမှဆိုစကားပြောတော့အဲ့လိုပဲအသက်ကဟိုဝတီပိတ်အဲ့လိုပသက်ပိတ်တရားကျင့်ဟုတ်တယ်မဟုတ်တော့မထွက်ချင်နော်တော့မထွက်ချင်နော်လောက်ဝိုင်းစီဗလင်းတော့ကိုနေထားရမကောက်လားဒီမှာကျယူမသိပါရဲ့ဘာယူမသိကျွန်တော်ပြင်မှသိတယ်ဟာဟောကျွန်တော်ဘာဖြစ်လို့အော်တက်လာပါခင်ဗျာ